မြတ်စွာဘုရား၏နှုတ်တော်ထွက်ဓမ္မစက်တို့တွင်အဝင်ပါဖြစ်သောပရိတရားတို့တွေကိုရွတ်ဖတ်တရေစေကြနာယူကြဗလားဆိုရင်အနတ္ထပိစနထံမလိုလားအပ်တဲ့အကျိုးမဲ့ဒီကိုပယ်ဖြစ်နိုင်ခြင်းအဋ္ဌစနကထံလိုလားအပ်တဲ့ကောင်းကျိုးတွေနဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားတွေတိုးပွားကြတယ်ဆိုတာအများသိကြအထူးအားဖြင့်တော့တနှစ်တာရဲ့အစဖြစ်တဲ့နှစ်ဆန်းတရက်နေ့ကာလဆိုရင်နှစ်သစ်နှစ်ကူအထူးချိန်ခါမှာမင်္ဂလာယူသောအနေအားဖြင့်ပရိတရားတွေကိုနာကြားကြရွတ်ဖတ်တရေစေကြဒီနေရာမှာသတိထားမိတာကရွတ်ဖတ်တရေစေကြတဲ့ပုဂ္ဂိုလ်များလေးစားမှုတွေထင်ရှားတော်လည်းပဲနာကြားသူတွေဘက်ကနည်းနည်းရော့ပေါ့တဲ့သဘောလေးတွေ့ရတယ်အမှန်ကတော့ကျမ်းမာရေးအတွက်စေဝါဖော်စရမှာပင်လျင်စေပစ္စည်းစုံတော့ပိုးပြီးအစွမ်းထက်တယ်လို့ပဲမြတ်စွာဘုရား၏တရားတော်တွေကိုရွတ်ဖတ်တဲ့စေနာယူကြရမှာလည်းပဲအင်္ဂါပြည့်စုံတော့ပိုးပြီးစွမ်းထက်ပါလေများသောအားဖြင့်ကိုယ်တိုင်ကိုကြဟောကြားတာကိုနာယူရမှစွမ်းထက်တယ်လို့ထင်ကြတော့လည်းပဲတကယ်ကြတော့ယုံကြည်ရဲ့သရတရားတတိဝရိယအာကောင်းပြီးအသိဉာဏ်ရှင်နိုင်မလားဆိုရင်တဆင့်ဟောကြားတဲ့တရားတော်များကိုပရိဒေသနာတွေကိုနာကြားခြင်းသည်ပဲလေခလေးငိုခြင်းအစရှိတဲ့မလိုလားတဲ့နိဋ္ဌတွေပြားပြီးဒီကလာစိတ်ချမ်းသာကိုချမ်းသာရောက်ကြပါအဲ့ဒါလိုရောက်ရမှာပရိတရားများသိတိပွားစီဖို့ဘာတွေလိုအပ်တယ်လဲတဲ့ရွတ်ဖတ်တရေစေတဲ့ပုဂ္ဂိုလ်ဘက်ကလည်းအင်္ဂါပြည့်စုံမှုလိုအပ်တယ်လို့ပရိတရားနာကြားသူများဘက်ကလည်းအင်္ဂါပြည့်စုံမှုလိုအပ်ပါတယ်ဤကဲ့သို့အင်္ဂါပြည့်စုံရမှာပရိယုတ်သူ၌ပြည့်စုံရမည်အင်္ဂါရများမှာနံပါတ်1ပရိတောဤပါဠိအခရာများကိုစနစ်တကျအတန်အတွက်ပြည်ပြင်းမှန်ကန်အောင်ထံကရိုင်းကြကြရွတ်ဖတ်တတ်ခြင်းနံပါတ်2မိမိရွတ်ဖတ်သောပရိတောအပေါ်၌ယုံကြည်မှုအပြည့်ရှိခြင်းပါဠိတော်၏အ내အဓိပ္ပာယ်ကိုကောင်းစွာသိရှိနားလည်ခြင်းနံပါတ်3မိမိရွတ်ဖတ်သောပရိဒေသနာနာကြားသူတို့အပေါ်တွင်မေတ္တာကရုဏာအပြည့်အဝဖြင့်လတ်လာဘကိုမငဲ့ကွယ်ဖဲရွတ်ဖတ်ခြင်းအဲဒီလိုအင်္ဂါတို့ပဲဖြစ်ပါတယ်ထိုနည်းတူစွာပရိတရားကိုနာကြားရမည်သူများကလည်းပဲနာကြားသူများပြည့်စုံရမယ်အင်္ဂါတို့မှာနံပါတ်1အမိအဖတတ်ခြင်းစသောပင်စာနန္တရိယကံမရှိခြင်းနံပါတ်2အယူမှားသောမိစ္ဆာဒိဋ္ဌိဝါဒတို့မှကင်းလွတ်ခြင်းနံပါတ်3ပရိတောဤတကောတီသောအာနုဘောကိုလေးနဲ့ဆွဲမြဲစွာယုံကြည်ခြင်းတို့ဖြစ်ပါတယ်ဤကဲ့သို့ယုံကြည်သတရားပြည့်စုံစွာဖြင့်မိမိတို့ရွတ်ဖတ်တရေစေနာယူကြဗလားဆိုလို့ရှိရင်တတ္တတရားအပြည့်ဖြင့်နာကြတယ်လေပဲဒီငါတို့တွေရရှိတတ်တဲ့ဘေးကြီးမရောက်လွင့်ပေပျောက်၍ပြည်မြောက်သိတ္တိတကောရှိသည့်ကြီးပြီးတည်သောပရိတောကိုသူတော်တကားချမ်းသာရည်စေမြော်တွေးလျက်ပရိတရားခွေများပရိတရားတော်များကိုလေးလေးစားစားနာကြားနိုင်ကြပါစေဆိုတာမေတ္တာစေနာပြုဝါဖြင့်ဓမ္မဒါနပြုပါတယ်